မင်္ဂလာပါရှင်ဒီနေ့တပြေက book review လေးတစ်ခုလုပ်ပေးချင်ပါတယ်ရှင်အဲ့ဒါကလူကြီးတွေအတွက်ကောခလေးအတွက်ကောအရေးပါတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်ရှင်ခေါင်းစဉ်က ECU လို့အမည်ရတယ်ပေါ့နော်အစီအမတော်ຫນွေနီကန်ဝင်းရေးထားတဲ့ဒါ ECU ဆိုတဲ့စာအုပ်ကလေးဖြစ်ပါတယ်ရှင် ECU ဆိုတာကျမတို့လူတွေအကုန်လုံးကြားဘူးကြမယ်ပေါ့ဒါပေမဲ့ကျမတို့အရွယ်တွေပေါ့ငငယ်တုန်းကမိဘတွေက ECU ကဘာလဲ ICU ကဘာလဲဆိုပြီးကျမတို့သင်ခဲ့ရတဲ့ဟာမျိုးမရှိခဲ့ဘူးလို့ကျွန်မထင်တယ်ကျွန်မကိုယ်တိုင်လည်းမသင်ခဲ့ရဘူးပေါ့နော်အဲ့ဒီတော့ဒီ ECU ဆိုတာဘယ်လောက်အရေးပါလဲပေါ့ဒီစာအုပ်ကလေးကိုတပြည့်သားလေးဖတ်ဖို့အတွက်တပြည့်ဝယ်လိုက်တယ်ဝယ်ပြီးတဲ့အခါမှာ ECU ဆိုတာဘယ်လောက်အရေးပါလဲဆိုတာကိုကျွန်မသိခွင့်ရတယ်တပြည့်သိခွင့်ရခဲ့တယ်ငငယ်တုန်းကတော့တပြည့်မိဘတွေကတချို့ဒီထင်းမှာပါတဲ့အကြောင်းအရာလေးတွေနဲ့ပတ်သက်တဲ့အရာလေးတွေကိုပြောပြခဲ့ဘူးလေဒါပေမဲ့မိဘတွေကိုယ်တိုင်ကအဲ့ဒါ ECU လားသင်ပေးရမလားဆိုတာသူတို့သိလို့သင်ပေးခဲ့တာမဟုတ်ဘဲနဲ့သူတို့ကိုယ်တိုင်သူတို့နှလုံးသားတွေအုံနောက်ထဲမှာစီးစင်းနေတဲ့အရာတွေကိုသူတို့ရဲ့တန်ဖိုးတွေသူတို့တန်ဖိုးထားရတဲ့အရာတွေကိုသားသမီးတွေကိုပြန်ပြီးတော့လက်ဆင့်ကမ်းနေတာဖြစ်ပါတယ်ရှင်တပြည့်ရဲ့ဒီအဖေနဲ့အမေဆိုရင်အမြဲတမ်းသင်ခဲ့တဲ့အရာလေးတွေရှိရပေါ့နော်အဲ့ဒီဟာလေးကဒီချိန်မှာပါတယ်တချို့ပေါ့နော်ဘယ်လိုဟာမျိုးလဲဆိုလို့ရှိရင် sharing ပြုလို့ရမယ်ဆိုတဲ့အရာမျိုးတငယ်ချင်းအချင်းချင်း sharing ပြုလို့ရမယ်ပြီးရင်နေရာတင်ရောက်တဲ့အခါမှာကိုကအကြောက်လန့်မှုမရှိရဘူးဆိုတဲ့အကြောင်းအရာလေးတွေပြိုင်ပွဲတစ်ခုမှာရှုံးနိမ့်သွားတော့လေကိုကအနိုင်ရတဲ့သူကိုချီးကျူးရမယ်ကိုကဒီရှုံးနိမ့်မှုအတွက်ဝမ်းနဲ့ဒါမျိုးမလုပ်ရဘဲနဲ့ထပ်မံစူးစမ်းရမယ်ဆိုတဲ့အရာလေးတွေကတပြေတို့ငငယ်တွေကမိဘတွေကသင်ပြီးခဲ့တဲ့အရာလေးတွေပေါ့နော်အဲ့ဒီအရာလေးတွေက ECU ဆိုတာမျိုးသိလို့သင်ပေးတာမဟုတ်ဘဲနဲ့သူတို့စိတ်ထဲမှာစွဲနေတဲ့အရာလေးကိုသင်ပေးခဲ့ခြင်းဖြစ်ပါတယ်အခုခေတ်ကလေးတွေကအရန်ကန်ကောင်းနေပေါ့နော်အခုဒီစာအုပ်ကလေးကိုတွေ့တော့တပြေသားလေးကိုဖတ်ပြလိုက်တော့အရန်မှန်သွားတယ်ပေါ့နော်မှန်သွားတယ်ကလေးငငယ်လေးနဲ့သူ့ရဲ့စိတ်ထဲမှာဒီလိုအရာမျိုးလေးတွေကိုဆွဲမြဲသွားမှာပဲဖြစ်ပါတယ်ရှင်အဲ့ဆိုတပြေဒီစာအုပ်ထဲအကြောင်းအရာလေးတွေကိုဖတ်ပြမှာမို့လို့တစ်ချက်လောက်လိုက်ပါပြီးတော့နားထောင်ပေးကြပါအောင်နော်ကိုသားသမီးလေးတွေတဲ့အရန်ကြီးလာရင်သူတို့ဘဝလေးတွေအတွက်ကိုတစ်သက်လုံးပါသွားမယ်အရာလေးတွေဖြစ်တာကြောင့်မို့လို့တပြေဒါလေးတွေကိုခလေးမိခင်နေသို့မဟုတ်မိမိကိုယ်တိုင်ရောပြင်ဆင်ဖို့လိုနေတဲ့လူတွေအကုန်လုံးဆီယာမနွမ်းနီကန်ဝင်းရဲ့ ECU ဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြီးတော့ကိုယ်တိုင်ပြောင်းလဲလို့ရအောင်လို့တပြေပြန်ပြီးတော့ဖတ်ပြရပြီးတော့ sharing လေးလုပ်ပေးပြစီရှင်ဒီထဲမှာဘာလေးတွေပါလဲဆိုရင်ပေါ့နော်ကလေးလေးတွေဖြစ်နေကြအရာမျိုးပေါ့နော်ကလေးလေးတွေဖြစ်နေတဲ့အရာမျိုးမနာလို့တွန့်တိုတက်တဲ့စိတ်ကလေးတဲ့မနာလို့တွန့်တိုတက်တဲ့စိတ်ကလေးပေါ့နော်ကလေးတို့ကြီးတဲ့ကို့အယုတ်ဒါမှမဟုတ်တကြားလုံးကိုတရက်ယောက်ကလာယူရင်ဒါကငါဟာမပေးချင်ဘူးလို့စိတ်ထဲကနေဖြစ်မိတတ်တယ်နော်တဲ့အဲ့ဒီလိုတွန့်တိုတဲ့စိတ်ကလေးဝင်လာတဲ့အခါမှာအခုပြောပြမယ်နီလန်းလေးတွေနဲ့ကိုယ်စိတ်ကိုပြန်ပြီးတော့ထိနိုင်ပါတယ်ဘယ်လိုမျိုးထိရမလဲဆိုရင်ကလေးတွေဟာ sharing တရားကိုပြုလုပ်တရပါမယ်အတူတူမျှဝေပြီးစားကြရအောင်မုံလေးတွေကိုတငယ်ချင်းတွေနဲ့အတူမျှဝေစားကြမယ်ဆိုရင်တယောက်နဲ့တယောက်ပိုပြီးချစ်ခင်ရင်းနှီးလာကြမယ်အတူတူကစားကြရအောင်အယုတ်ကလေးတွေမျှဝေကစားတဲ့အခါတငယ်ချင်းအသက်တွေပိုရလာမယ်အလှည့်ကျကစားကြမယ်ဒါလေးတွေကအခုတပြေခလေးရှိတဲ့အခါမှာတငယ်ချင်းတွေနဲ့တပြေခလေးလေးတငယ်ချင်းတွေတူသွားတဲ့အခါမှာသူတို့ကလေးလေးတွေကဖြစ်နေကြကအယုတ်တစ်ခုကိုအကုန်လုံးကအတူတူလိုချင်နေပေါ့နော်အဲ့ဒီခါကျတော့တယောက်ကမရရင်တယောက်ကငိုရပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့ကလေးလေးတွေအတွက်စိတ်မထိန်နိုင်တဲ့ကလေးလေးတွေအတွက်ဆိုရင်အခုဒီအလှည့်ကျကစားကြမယ်ဆိုတဲ့အရာလေးကအရန်ကိုမှကလေးလေးရဲ့ ECU ပိုကောင်းလာအောင်လို့သူတို့ကိုပြုပြင်ပေးမယ်အရာလေးတွေဖြစ်ပါတယ်အယုတ်ကလေးတရုတ်ကိုတငယ်ချင်းတွေအားလုံးကစားချင်နေရင်9မိနစ်စီအလှည့်ကျကစားကြပါနော်ဒါကမိခင်တွေကိုယ်တိုင်ဖခင်တွေကိုယ်တိုင်ကလည်းဖတ်တဲ့အရာလေးတွေပဲဖြစ်ပါလေရှင်ကိုကလေးကိုဘယ်လိုထိန်းချောင်းရမလဲနီး
မှန်လမ်းမှန်နဲ့ဘယ်လိုထိန်းချောင်းရမလဲဆိုတာကိုဒီစာအုပ်ကလေးကိုဖတ်ပြီးတော့တရားတအားကိုအထောက်အကူပြုပါတယ်ရှင်ကစားရင်းသင်ယူကြမယ်တကယ်လို့ကလေးကရှက်တယ်ဆိုရင်အယုတ်ကလေးတွေနဲ့အတူမျှဝေကစားရင်မျှဝေတအောင်သင်ပေးလို့ရပါတယ်ချီးမွမ်းစကားပြောကြမယ်တကယ်လို့ကလေးကပျက်စီးတစ်ခုကိုလုံးဝမျှဝေမသုံးခြင်းဘူးဆိုရင်ရင်ရှင်ကြီးကြီးနဲ့ညှင်းနိုင်ပါတယ်မှတ်စုရေးပါဒီနေ့ဘသူကိုကူညီခဲ့လေဘသူကိုပြုံးပြခဲ့တယ်လေဆိုတာလေးတွေကိုမှတ်စုစာအုပ်ထဲမှာရေးထားရင်ပြန်ဖတ်တဲ့အခါကျင်နာတတ်တဲ့စိတ်ကလေးဖွံ့ဖြိုးလာပါလိမ့်မယ်ကြောက်တတ်တဲ့စိတ်ကလေးဒါလေးကလည်းအရေးပါတယ်ခလေးလေးတွေကိုတုံတင်ပေးတဲ့အကြောင်းအရာပဲဖြစ်ပါတယ်တပြည့်သားလေးငငယ်တုန်းကတပြည့်ထင်းနှုံးကကြတော့ကြောက်တတ်တဲ့စိတ်မရှိဘူးပေါ့နော်မရှိဘူးသူအပေါ်မှာလည်းတယောက်တည်းနေရတယ်တယောက်တည်းနေရတယ်ဒါပေမဲ့တချို့လူကြီးတွေကကလေးတွေကိုပေါ့နော်ဒီငိမ်အောင်ပြောစကားနားထောင်အောင်လို့ပေါ့နော်ဒီဝေါ်ကြီးရှိတယ်တို့တရေရှိတယ်တို့တယောက်တည်းမင်းအဲ့လိုသွားရင်ပြောစကားနားမထောင်ရင်ပေါ့နော်အဲ့ခါကျကလေးတွေကဒီတချို့ကာတွန်းတွေထဲမှာလည်းဒါမျိုးတွေကပါနေတဲ့ခါကျတကယ်အဟုတ်ထင်ပြီးတော့ကလေးလေးတွေကကြောက်တဲ့စိတ်တပြည့်သားလေးဆိုဝင်သွားတယ်အဲ့လိုဝင်သွားတဲ့စိတ်ကလေးကတပြည့်ကဒီစာအုပ်တွေကိုဖတ်ထားလို့မဟုတ်ဘူးတပြည့်ကမိဘတွေငငယ်တွေကတင်ကြားလာတဲ့အခန့်နဲ့တပြည့်ကသားလေးကိုရှင်းပြခဲ့တယ်သားလောကမှာတရေဆိုတာမရှိဘူးတကယ်လို့ယုံကြည်နေတဲ့လူရှိခဲ့ရင်လည်းတပြည့်ကတော့မယုံဘူးပေါ့နော်ယုံကြည်နေတဲ့လူရှိခဲ့ရင်လည်းကလေးတွေကိုဒါတွေကငယ်ရွယ်စဉ်မှာအကျိုးအကြောင်းမသိစဉ်အချိန်ခါမှာကြောက်လန့်အောင်ခြောက်လန့်တာမျိုးမပြုလုပ်သင့်ပါဘူးရှင်အဲ့ကြတပြေကကလေးလေးကိုပြောလိုက်တယ်ဒါကြောက်စရာမဟုတ်ဘူးဒါတွေကတကယ်သားတို့အမေတို့နားမှာရှိနေတဲ့အရာမဟုတ်ဘူးတာမကြောက်နဲ့အပေါ်မှာသားရေးဝွန့်နေလို့ရတယ်သားကြောက်ရမှာကလူစိမ့်နေပဲဖြစ်တယ်အိမ်မှာအန်ရရှိတယ်မိမိတို့ပြောတဲ့အရာတွေကိုမကင်ရင်ရပြီဆိုပြီးတော့သားလေးကိုတင်ပေးလိုက်တော့သားလေးကဒီဟာတွေကိုသူတိသွားပြီးတော့နောက်ပိုင်းသူမကြောက်တော့ဘူးပေါ့နော်ဆိုဒီထဲမှာလည်းသူပြောပြထားကြောက်တဲ့စိတ်ကလေးပေါ့နော်စင်မော်ကိုတဲ့ပထမဆုံးတစ်ချိန်တက်ရတာကကြောက်ဖို့ကောင်းတာပုံမှန်ပါပဲတဲ့စင်မော်တက်ခံနီးစိတ်လှုပ်ရှားပြီးနှလုံးတွေတဒိန်ဒိန်ခုန်နေခြေထောက်တွေလည်းတုံနေတတ်တယ်ကိုတခုခုအမှားလုံးမိလို့လူတွေရေကြမှာကိုလည်းကြောက်နေတတ်ကြတာပေါ့ဒီလိုမျိုးလူတွေရှစ်ထွက်ရမှာကြောက်နေတဲ့အခါဘာလို့ရမလဲဒီလိုမျိုးကိုအဲ့လိုဖြစ်တတ်တယ်ဆိုရင်ကလေးကိုအိမ်မှာအနားယူခိုင်းပါအိမ်ရေးဝအောင်အိပ်ပြီးအာဟာရပြည့်ဝတဲ့မုန့်တွေအစားအစာတွေစားမယ်ဆိုရင်ခန္ဓာကိုယ်လည်းတန်မာပြီးစိတ်ဓာတ်တက်ကြွလာမှာပဲဖြစ်ပါတယ်ပွဲမတိုင်ခင်လေ့ကျင့်ပါပွဲမတိုင်ခင်များများလေ့ကျင့်ထားပါတေချာလေ့ကျင့်ထားမယ်ဆိုရင်ကိုယုံကြည်မှုပိုရှိလာမှာပဲဖြစ်ပါတယ်အမလုံးမိမှာလည်းမပူရတော့ပါဘူးအချိန်မီလာပါပွဲမစခင်ကြိုပြီးရောက်နေရင်ပြင်ဆင်ဖို့အချိန်ပိုရပါတယ်အချိန်မီရောက်အောင်လာတာဟာအောင်မြင်မှုတွေအရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်အပြန်လန်လေးအားပေးရပါမယ်ပြုံးရပါမယ်လက်သီးစုပ်လေ့ကျင့်ခန်းလေးတွေလည်းကိုကလုပ်ပြရပါမယ်တဲ့ဒီတစ်ခုစောင့်ဆိုင်ရတာစိတ်မရှိတဲ့အခါတဲ့ကျမတို့အဲ့ဒါလေးဒီကလေကလေးတွေတင်မဟုတ်ဘူးရှင်လူကြီးတွေလည်းဖြစ်တတ်ကြပါတယ်ရှင်စောင့်ဆိုင်ရတာစိတ်မရှိဘူးစိတ်တိုးလာတယ်ဒေါသထွက်လာတယ်ဒါကျမဒါတပြီပေါ့နော်အခုလက်ရှိမြင်နေတဲ့အခါမှာလည်းတပြည့်မျက်စိရှိမှာလူကြီးတွေကိုယ်တိုင်ကလည်းအဲ့လိုဖြစ်ကြပါတယ်စောင့်ရတာကိုသူတို့စိတ်မရှိဘူးသူတို့ aggressive တွေဖြစ်လာပြီးစောင့်ရတဲ့အခါမှာဘာလို့ဒေါသဖြစ်မှန်းမသိသူတို့ပတ်ဝန်းကျင်ကိုမဲပြီးအဲ့ဒီစိတ်တွေကတပြေသွားတွေးလိုက်တဲ့အခါကျအော်ဒါတွေကသူတို့ငယ်ငယ်တုန်းက emotional intelligence EQ ကိုကောင်းကောင်းသူတို့မတင်ကြားခဲ့ရဘူးကောင်းကောင်းမ train ပေးခံခဲ့ရတာကြောင့်မူဒီလိုဖြစ်တယ်လို့ပဲတပြေကဒီစာအုပ်ကလေးကတစင်းပို့ပြီးတော့တေချာသွားတယ်ပေါ့နော်ကလေးလေးတွေကိုဒါကြောင့်ငယ်ငယ်တွေကစောင့်ဆိုင်ရတာစိတ်ရှည်အောင်သင်ပေးရပါမယ်ကြာကြာစောင့်ရတဲ့အခါမျိုးမှာအချိန်တွေကတဖြည်းဖြည်းနှေးလာသလိုခံစားရပြီးစိတ်မရှိသလိုဖြစ်တတ်ကြပါတယ်စောင့်ရတာကြာလာရင်ကနာမငြိမ်ဖြစ်ပြီးပိုစိတ်တိုလာနိုင်တယ်ဒီလိုစိတ်မရှိတဲ့အချိန်မျိုးမှာဘာလုပ်ရမလဲဆိုတာကိုကြည့်ကြရအောင်အင်အားသုံးပြီးတော့မဖြေရှင်းရပါဘူးတငယ်ချင်းတွေကိုတွန်းတာကြော်တက်တာမျိုးမလုပ်ပါနဲ့လူတိုင်းဟာတီးခံပြီးကိုယ့်လှည့်ကိုစောင့်နေတာပါစောင့်တိုင်းရင်ဘာတွေရမလဲ
စောင့်စားရင်ကိုဘာတွေရမလဲဆိုတာလေးကိုစဉ်းစားကြည့်ပါဒါဆိုစောင့်ရတာပိုစိတ်ရှည်လာမှာပေါ့သူများတွေလည်းစောင့်နေကြတယ်ကိုလိုချင်တာရဖို့အတွက်အချိန်ယူရပါတယ်ကိုပဲစောင့်နေတာမဟုတ်ပဲသူများတွေလည်းကိုလိုပဲစောင့်နေကြပါတယ်နော်စောင့်ရင်းနဲ့ကစားကြမယ်စောင့်နေတော့မှလက်ကိုရီစော့တာဘဟေရီစက်တာမျိုးလုပ်ကြည့်ပါဒီလိုလေးတွေကစားရင်တီးခံမှုနဲ့အာယုံစိုက်မှုကိုလေ့ကျင့်နိုင်ပါတယ်နော်စဉ်းစားကြည့်ပါပျော်စရာကောင်းပါတယ်တန်းစီစောင့်ရတာညင်းငွေလာရင်ဒီရှိကလူရဲ့အင်ချီရောင်ကဘာလဲလို့မှတ်ကြည့်တာမျိုးကစားနိုင်ပါတယ်အလှည့်ကျကစားပါတငယ်ချင်းတွေနဲ့ကစားခြင်းဟာတီးခံစိတ်နဲ့စောင့်ဆိုင်တက်ခြင်းကိုလေ့ကျင့်ဖို့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ရှင်အရှုံးမပေးခြင်းနဲ့စိတ်ကလေးပြိုင်ပွဲတိုင်းမှာအနိုင်ရတဲ့သူနဲ့ရှုံးတဲ့သူဆိုတာရှိပါတယ်ရှုံးသွားတယ်ဆိုရင်လည်းစိတ်မကောင်းမဖြစ်ပါနဲ့ပြိုင်ပွဲမှာအနိုင်ရတာရှုံးတာကအဓိကမဟုတ်ပါဘူးရှုံးနေသွားတယ်ဆိုရင်လည်းဘာကြောင့်ဖြစ်တယ်ဆိုတာကိုစဉ်းစားပြီးထပ်ကြိုးစားကြည့်ပါအနိုင်ရသူကိုချီးကျူးပါရှုံးသွားလဲကိစ္စမရှိပါဘူးထပ်ကြိုးစားကြည့်ပါအမှားတွေကနေပြီးတော့သင်ယူပါအစရှိသဖြင့်ပေါ့နော်ဒီစာအုပ်ကလေးမှာသင်ပေးထားတာလေးဒီဟာဆိုရင်ရှုံးပေးခြင်းတဲ့စိတ်ကလေးဆိုလူကြီးတွေမှာလည်းဖြစ်တတ်ကြတာတပြေတတိထားမိပါတယ်လူကြီးတွေကလည်းဗဇက်ကသာထုတ်မပြောတာပေါ့နော်တချို့ကိုထက်တာသွားတယ်ဆိုရင်မနာလိုတာမျိုးတွေတချို့ရှိတတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးအငုံစိတ်ကလေးတွေတကယ်ဆိုမဖြစ်ရပါဘူးရှင်ကိုကရှုံးသွားလေဒါရှုံးတာမဟုတ်ဘူးပေါ့နော်လူတိုင်းကသူ့ဘဝနဲ့သူ့ရဲ့ပေတံနဲ့သူဟာသူသွားနေကြတာဖြစ်တဲ့အတွက်ကြောင့်မို့တီးခံမှုစိတ်ရှင်မှုနဲ့အတူကိုယ့်ရဲ့ပန်းနိုင်ကိုသွားမှာဖြစ်ပါတယ်ကိုမိတ်ဆွေအပေါင်းအသင်းတွေထဲမှာကိုထက်သားသွားလို့ရှင်လည်းမနာလို့ဖြစ်เสียမလိုပါဘူးရှင်ဒါတွေကလည်းလူကြီးတွေထဲမှာလည်းအဖြစ်များကြတာကိုတပိတတိထားမိပါတယ်ဒါကြောင့်မို့လို့တပည့်တို့သားသမီးကြီးငငယ်ကလေးကနေပြီးတော့ဒီလိုမျိုးဖြစ်မလာအောင်ကြီးလာရင်ဒီလိုစိတ်ကလေးတွေမဖြစ်လာပဲသူတို့ဘဝမှာနေတတ်ထိုင်တက်ပျော်ရွှင်စွာနေတတ်အောင်လို့ဒီလိုစာအုပ်မျိုးလေးတွေကိုငငယ်တဲ့ကနေပြီးတော့လေ့ကျင့်ထားပေးသင့်ပါတယ်လို့တပည့်ရောက်ထင်ပါတယ်ရှင်ဒါကတော့တပည့်စာအုပ်ကိုတော့အကုန်လုံးမဖတ်ပြတော့ပါဘူးရှင်တပည့် recommend ပေးတာကတော့ဒီဆီယာမနွယ်နီကံဝင်းရဲ့အီကျူဆိုတဲ့စာအုပ်ကလေးကိုဝယ်ပြီးတော့ဖတ်ဖို့တပည့်က recommend ပေးပါတယ်ရှင်ဒီခေတ်ခါမှာအိုင်ကျူဆိုတာကသင်ကြားရင်ရတဲ့အရေးချင်းတွေပဲဖြစ်ပါတယ်အီကျူဆိုတာကဘဝမှာနေနီးထိုင်နီးနေနဲ့စိတ်ထားတတ်မှုတွေကိုအဓိကထားပြီးသင်ပေးထားတာဖြစ်လို့ဒီအီကျူကောင်းတဲ့လူတွေကဘဝအတွက်လှပတဲ့ပန်းလေးတွေအဖြစ်ကျမတို့ယူဆောင်ပေးနာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တပည့်တို့ရဲ့သားသမီးလေးတွေတပည့်တို့လူကြီးတွေကိုယ်တိုင်ရောဒီစာအုပ်ကလေးကိုဝယ်ပြီးတော့ဖတ်ကြည့်သင်ပါတယ်ရှင်ဒီစာအုပ်ကလေးကိုဖတ်ချင်တယ်ဆိုရင်တော့အခုချင်းမိုင်မှာ WeBook Store မှာရရှိနိုင်ပါတယ်ရှင်